ပင်လယ်အောက်ခြေမှာလူသားတွေရဲ့မျက်စိတွေကပုံကွယ်ထားတဲ့ကဘာတစ်ခုရှိပါတယ်။ဒီနေရာမှာကျွန်တော်တို့ရဲ့အင်တာနက်ကဘာဆက်သွယ်ရေးကဘာစီးပွားရေးကဘာရဲ့သွေးကြောတွေဖြစ်တဲ့ရေရောက်ကေဘယ်ကြိုးတွေရှိနေပါတယ်။ဒါပေမဲ့ဒီကေဘယ်တွေကိုတမင်ဖက်တော့ကိုစူးစမ်းနေတဲ့လှုပ်ဝက်လှုပ်ရက်တွေရှိနေတယ်ဆိုရင်ရောသိရောက်လား။ပြီးတော့ဒီလှုပ်ရက်တွေရဲ့နောက်ွယ်မှာတရုတ်နိုင်ငံရဲ့လက်ရာတွေပါဝင်နေတဲ့ဆိုတဲ့တန်တရားတွေကဘာကြောင့်ခက်ပေါ်နေတာလဲ။ဒီနေ့တော့ကျွန်တော်တို့လှုပ်ဝက်စမ်းကြဲတဲ့ကိစ္စရဲ့နောက်ွယ်ကိုစူးစမ်းကြည့်ကြမှာပါ။တရုတ်ရဲ့ရေရောက်ကေပဲဖြက်ဆက်ဆိုတာတကယ်ရှိတာဒါမှမဟုတ်ကမ္ဘာနိုင်ငံရေးရှင်ခုံတန်တွေကကောလာဟာလာတစ်ခုလားဆိုတာကိုအဖြေရှာကြည့်ကြမယ်။ဒီကေပဲတွေဟာကျွန်တော်တို့ digital ကမ္ဘာရဲ့အသက်သွေးကြောတွေပါ။သူတို့ဟာကမ္ဘာအင်တာနက်ရဲ့95%ကျော်ကိုတည်ဆောင်ပေးနေပါတယ်။တေပုံးကဗီဒီယိုကိုယခုကြည့်နေတာဗန်မွေလွှဲတာနိုင်ငံတကာခေါင်းဆောင်တွေရဲ့လှုပ်ဝက်ဆက်သွယ်မှုတွေအားလုံးဟာဒီကေပဲတွေပေါ်မှာမိခိုနေရပါတယ်။ဒါပေမဲ့ဒီကေပဲတွေဟာ NM ကင်းပါနလင်တွေတင်မောကြောက်ဆူးတွေဒါမှမဟုတ်တမင်ဖြက်စီးမှုတွေကြောင့်ပျက်စီးနိုင်ပါတယ်ဒီပျက်စီးမှုတွေရဲ့နောက်ွယ်မှာတရုတ်နိုင်ငံရဲ့လက်ရာတွေပါဝင်နေတဲ့ဆိုတဲ့တန်တရားကဘယ်ကစတာလဲဒီဇလန်တွေကအဓိကဖြစ်ရတဲ့ကိုကြည့်လိုက်အောင်2025ခုနှစ်ဇန်နဝါရီလထိုင်ဝမ်ရဲ့ကမ်းရိုးတန်းဒီမှာနိုင်ငံတကာရေရောက်ကေပဲကျိုးတစ်ခုရုတ်တရက်ပြတ်တောက်သွားခဲ့ပါတယ်ဒီဖြစ်ရမှာ Sanction 39ဆိုတဲ့တင်မောတစ်စီးကတန်တရားရှိစရာတွေပေါ်ထွက်လာခဲ့ပါတယ်ဒီတင်မော့ဟာကင်ဘရွန်အလန်လွတ်နေထားပြန်အမှုတန်းတွေထဲမှာတော့တရုတ်မျိုးသားတွေပါဝင်နေပါတယ်။ဒါကတိုက်ဆိုင်မှုတစ်ခုလားဒါမှမဟုတ်တခုခုကိုဖုံးကွယ်ထားတဲ့လောက်ကျန်မှုတစ်ခုလား။ဒီလိုဖြစ်ရတွေကတစ်ချိန်တည်းနဲ့ရက်တက်မသွားခဲ့ပါဘူး။2024နိုဝင်ဘာမှာဘောတစ်ပင်လယ်မှာ Fiber Optic Cable ကျိုးတစ်ခုထူးဆန်းစွာပျက်စီးသွားပါတယ်။ဒီဖြစ်ရမှာလဲတရုတ်သမောရင်ပိုင်3ကိုဆွီဒင်အာဏာပိုင်တွေကစုံစမ်းခဲ့ပါတယ်။ဒီဖြစ်ရဟာတမင်ဖျက်ဆီးမှုဖြစ်နိုင်တယ်လို့တန်တရားရှိခဲ့ပြီးဒါဟာပင်လယ်အောက်စစ်ပွဲရဲ့အစတစ်ခုလားဆိုတဲ့မေးခွန်းတွေပေါ်ထွက်လာခဲ့ပါတယ်ဒီဖြစ်တွေကမီးခိုးရောင်စုံလို့ခေါ်တဲ့နီးပြူဟာတစ်ခုနဲ့ဆက်ဆက်နေတယ်လို့သူတည်တည်ကယူဆထားကြပါတယ်ဒါဟာစစ်ပွဲမဖြစ်ပေါ်စေပဲရန်သူရဲ့အရေးကြီးအခြေခံအဆောက်အအုံတွေကိုထိခိုက်အောင်လုပ်တဲ့နည်းလမ်းတစ်ခုပါဒါဆိုတရုတ်ဟာဒီနီးပြူဟာကိုတကယ်အသုံးပြုနေတာလားဒါမှမဟုတ်ဒါတွေကပရိုရစဖြစ်ရတယ်ပဲလားတရုတ်ဟာရေအောက်နီးပညာမှာကမ္ဘာထိပ်တန်းနိုင်ငံတွေကတနိုင်ငံဖြစ်လာနေပါတယ်။ရေအောက်ဒရုန်းတွေရေငုပ်သမောတွေနဲ့ပင်လယ်အောက်ခြေကိုစောင့်ကြည့်နိုင်တဲ့အစစ်မြစ်စနစ်တွေကိုပြင်ပြအောင်လှုပ်ဆောင်နေပါတယ်။ဒီလိုနီးပညာတွေဟာတဘာဝအရာရေအောက်ကေဘယ်တွေကိုထိခိုက်စေနိုင်တဲ့အလားအလာရှိပါတယ်။ဒါပေမဲ့ဒီလုပ်ရက်တွေဟာတမင်လှုပ်ဆောင်တာလားဆိုတာသက်သေပြဖို့တော့ခက်ခဲနေပါတယ်။ဒီလိုလုပ်ရက်တွေဟာနိုင်ငံတကာဥပဒေကိုချိုးဖောက်နိုင်ပြီးကမ္ဘာတန်တမန်ရေးရာမှာပြဿနာကြီးတွေဖြစ်ပေါ်စေနိုင်ပါတယ်။ဒါကြောင့်ဒီဇလန်ဟာလှုပ်ဝက်စမ်းကြံမှုတွေနဲ့ပြည့်နေနေစေပါပင်လယ်အောက်ခြေမှာဖြစ်ပေါ်နေတဲ့ဒီလှုပ်ဝက်စစ်ပွဲဟာတကယ်ရှိနေတာလားတရုတ်ရဲ့ရေရောက်ကေပဲပြက်ဆက်ဆိုတာ digital ကဘာကိုချိန်ချောက်နိုင်တဲ့လက်နက်တစ်ခုလားဒါမှမဟုတ်ဒါဟာနိုင်ငံတကာတန်တမန်ရေးရတဲ့ကတန်တရားတွေနဲ့ဖန်တီးထားတဲ့ပုံပြင်တစ်ခုလားအဖြေကိုဘယ်သူမှအတိအကျမပြောနိုင်သေးပေမဲ့ဒီကိစ္စဟာကျွန်တော်တို့ရဲ့အနာဂတ်ကိုပြောင်းလဲပစ်နိုင်တဲ့အလားအလာရှိပါတယ်သင်ရောဘာထင်လဲဒီဖြစ်ရတွေကတရုတ်ရဲ့လှုပ်ဝက်စစ်မှန်ကိန်းတစ်ခုရဲ့အစလားဒါမှမဟုတ်ရိုးရှင်းတဲ့မတော်တဆဖြစ်ရတွေပဲလားကွန်မန့်ဘောက်မှာတင့်အမြင်ကိုရေးခဲ့ပေးပါဒီဗီဒီယိုကိုသဘောကျတယ်ဆိုရင် like နဲ့ share လုပ်ပေးဖို့မမေ့ပါနဲ့နောက်ထပ်စိတ်လှုပ်ရှားဖွယ်အကြောင်းအရာတွေကိုသိရှိနိုင်ဖို့ channel လေးကိုလည်း subscribe လုပ်ပေးဖို့တောင်းဆိုပါရစေ